ဒါတော့တတူချစ်တဲ့ညီကိုမနှမတွေပေါ့နော်ကျွန်တော်တို့လည်းတတူရန်ချစ်တာပေါ့ဒါပေမဲ့အခုအကြောင်းအမျိုးမျိုးကြောင့်ပြန်ဖြတ်ကလို့ရှိရင်တော့ကိုမြတ်စိတ်တွေလည်းများတယ်ဒါပြီးတော့နာကျင်မှုလည်းရှိတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်မင်းကလေးဆိုလို့ရှိရင်ငိုပေါင်းငိုတယ်ပေါ့အဲ့လောက်ထိပြောချင်တာဗျာကိုကြိုက်လွယ်ကိုလှုပ်ထားတဲ့အရာကိုပြန်ဖြတ်ဖို့ဆိုတာနှမျိုးမရှိဘယ်တော့နှမျိုးကိုကောင်းလဲဗျာကိုတံမိုးထားပြီးတော့ထိုးထားတာငွေကုန်ကြီးကြတွေခံပြီးတော့ထိုးထားပြီးပြီဒါပေမဲ့ဘာကြောင့်ဖြတ်လဲဆိုတာတော့ဖြတ်တယ်လို့ပဲသိမှာပေါ့နော်မကြည့်သူထိုးရတဲ့ပုံတွေဆိုလို့ရှိရင်လက်ရသေးတက်ပြီးတော့တကယ်ကိုလှတယ်ဒါပေမဲ့သူပြန်ဖြတ်တယ်ဒီရတဲ့ဈေးရမ်းကြည့်တယ်ဖြတ်တာလေသူတို့နာကျင်မှုအရန်ခံစားပြီးမှဖြတ်ရတာပေါ့နော်လွယ်နဲ့တော့ပြတ်တာမဟုတ်ဘူးများတော့ဘယ်လိုမြင်လဲဒီလူတွေနေရာမှာဆိုကျွန်တော်ဆိုမဖြတ်ဘူးတကယ်မဖြတ်ဘူးကျွန်တော်လုံးလို့မရရင်လုံးလို့ရတယ်လုံးပဲလုံးလိုက်တော့မယ်